အားလုံးပဲမင်္ဂလာပါ History and Football ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တမိုင်းရဲ့ဆင်လာကြီးမားပြီးအနှိမ့်မြင့်အတက်ကြများစွာနဲ့ကမ္ဘာပေါ်မှာဒုတိယလူကြိုက်များဆုံးဘောလုံးအသင်းအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီအသင်းကတော့ Manchester United အသင်းပဲဖြစ်ပါတယ် Manchester United အသင်းကို1888ခုနှစ်မှာနျူတန်ဟဲရထားလုပ်သားများအသင်းဆိုပြီးတော့စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေအခုခေါ်နေကြတဲ့ Manchester United ဆိုတဲ့နာမည်ကိုတော့1902ခုနှစ်ရောက်မှသာပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်လက်ရှိအိမ်ဝင်းဖြစ်အသုံးပြုနေတဲ့ Old Trafford ကွင်းကိုလည်း1910ခုနှစ်ရောက်မှသာပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်1945ခုနှစ်မှာအသင်းရဲ့မန်နေဂျာဖြစ်တဲ့ Max Busby ကပြင်းပြအသက်22နှစ်သားရှိရဲ့ Busby Baby လို့ခေါ်တဲ့အသင်းစုဖွဲ့တစ်ခုကိုတည်ဆောက်ပြီးတော့1950ခုနှစ်ဝန်းကျင်မှာလီဖလားများစတက်ရရှိရာဥရောပဖလားပြိုင်ပွဲတွေမှာပါဝင်ခွင့်ရတဲ့ပထမဆုံးအင်္ဂလန်အသင်းဖြစ်လာခဲ့ပါတယ်1958ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့မှာတော့အသင်းရဲ့ကစားသမားအများပြားကိုဆုံးရှုံးလိုက်ရတဲ့မြူနစ်အဖြစ်ဆိုကြီးကိုကြုံခဲ့ရပါတယ်အဲ့ဒီမြူနစ်အဖြစ်ဆိုကြီးဟာအသင်းအတွက်ကောပရိသတ်တွေအတွက်ပါဘယ်တော့မှမေးလို့မရမယ့်အဖြစ်ဆိုကြီးဖြစ်ခုတည်ရှိနေသေးပါကစားသမားအများပြားဆုံးရှုံးခဲ့ရတဲ့ Busby ကတော့ Georgie Bass, Dennis Law, Bobby Charlton အစရှိတဲ့ United အသင်းအတွက်ကနဝဲကစားသမားများဖြစ်လာမဲ့သူတွေနဲ့အတူအသင်းကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်1968ခုနှစ်ရောက်မှာတော့ Manchester United အသင်းဟာအင်္ဂလိပ်ဘောလုံးအသင်းတွေရဲ့မှာပထမဦးဆုံးသော European ဖလားကိုရရှိခဲ့တဲ့အသင်းဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်Max Busby အနားယူသွားပြီးတဲ့နောက်မှာတော့ Manchester United အသင်းအတွက်ကနဝဲနီးပြတ်တူဖြစ်လာမယ်Sir Alex Ferguson ကတော့1986ခုနှစ်မှာ Manchester United အသင်းကိုစတင်ကင်တွယ်ခဲ့ပါတယ်Sir Alex Ferguson လက်ထက်မှာ Rio Ferdinand, Bosco, Ryan Giggs, Ryan Kane, Wayne Rooney, Cristiano Ronaldo အစရှိတဲ့ကစားသမားကောင်းများစွာလည်းပေါ်ထွက်လာခဲ့ပါတယ်Sir Alex Ferguson က Manchester United အသင်းကို28နှစ်ထိကင်တွယ်ခဲ့ပြီး Premier League ဖလား73ကြိမ် FA ဖလား5ကြိမ်နဲ့ Champions League ဖလား2ကြိမ်တို့ကိုရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်1998-99ဘောလုံးရာသီမှာ Manchester United အသင်းဟာ Premier League, FA နဲ့ Champions League ဖလား3လုံးကိုပထမဆုံးရဘူးတဲ့အင်္ဂလိပ်ဘောလုံးအသင်းဖြစ်မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်Sir Alex အနားယူပြီးသွားတဲ့နောက်မှာတော့ David Moyes, Louis van Gaal, Jose Mourinho, Ole Gunnar Solskjaer, Erik ten Hag, Ruben Amorim အစရှိတဲ့နီးပြများကိုပြောင်းလဲပေးခဲ့တော့လေအသင်းကအောင်မြင်မှုများများဆဆရရှိထားတာတော့မရှိခဲ့ဘူးဗျာ Manchester United အသင်းဟာ Premier League ဖလားအကြိမ်20 FA ဖလား73ကြိမ် League ဖလား6ကြိမ် Champions League 3ကြိမ် Europa League 1ကြိမ် UEFA Super Cup 1ကြိမ် UEFA Winner Cup 1ကြိမ်FIFA Club World Cup တစ်ကြိမ်အစရှိတဲ့အောင်မြင်မှုများစွာကိုလည်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။ Manchester United အသင်းမြေတို့ပင်ကြာရှုံးစေကမူရခိုင်ကပိုင်ဆိုင်မှုခဲ့တဲ့ရွှေရောင်နေရက်တွေကိုပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးနေဒီနေ့အစီအစဉ်လေးကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။